အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးမယ့်ဇာတ်လမ်းကတော့ကမ္ဘာပေါ်မှာအလှဆုံးနဲ့အမြင့်ဆုံးလို့လူအများသိထားကြတဲ့အေဝရက်တောင်ကြီးရဲ့နောက်ွယ်ကထိတ်လန့်ဖွယ်ရာအမှန်တရားအကြောင်းပါပဲကျွန်တော်တို့အားလုံးသိထားတဲ့အတိုင်းပဲအေဝရက်တောင်ကိုတက်နိုင်ဖို့ဆိုတာလူသားတိုင်းအတွက်ကတော့စိန်ခေါ်မှုတစ်ရပ်ပါတောင်ထိပ်ကိုရောက်ခဲ့တဲ့သူ6000ကျော်ရှိပေမဲ့ဒီလူတွေတောင်ထိပ်ကိုတော့ရလမ်းကြောင်းမှာသူတို့ရဲ့ခရီးပေါ်တွေဒါမှမဟုတ်မရင်းနှီးသေးတဲ့လူတွေရဲ့ခန္ဓာကိုယ်ရာပေါင်းများစွာကိုကြော်ဖြတ်ပြီးတော့သွားခဲ့ရတယ်ဆိုတော့သင်စဉ်းစားမိရလားအေဝရက်တောင်ကတကယ်တော့ကမ္ဘာအမြင့်ဆုံးသင်္ချိုင်းကုန်းကြီးတစ်ခုလိုပဲဖြစ်နေတာပါဒီအလောင်းတွေကြားထဲမှာအကျော်ကြားဆုံးပုဂ္ဂိုလ်တူလည်းရှိနေပါတယ်သူ့ကိုတော့တောင်တက်သမားတွေက Green Boots လို့ချစ်စလုံးနဲ့ခေါ်ကြပါတယ် Green Boots ရဲ့ခန္ဓာကိုယ်ကအေးခဲနေတဲ့ကြောက်ကူငယ်လေးထဲမှာခါလေးကိုင်းပြီးလဲလျောင်းနေတာနှစ်ပေါင်းများစွာကြာနေပါပြီသူ့ကိုဘာလို့ဒီနာမည်ပေးထားတာလဲဆိုတော့သူ့ခြေထောက်မှာဝစ်စင်ထားတဲ့တောက်ပနေတဲ့အစိမ်းအောင်တောင်တက်ဖက်နှက်ကြောင့်ပါပဲတောင်တက်သမားတွေက base camp ကနေထွက်လာပြီးတော့တောင်ထိပ်ကိုဆက်တက်လာတဲ့အခါမဖြစ်မနေဒီ Green Boots ရှိတဲ့ဂူငယ်လေးကိုဖျက်ကျော်ရပါတယ်စိတ်ကူးကြည့်လိုက်စမ်းပါအလောင်းတစ်လောင်းကတင်းရဲ့ခရီးကိုဆက်နိုင်ဖို့အတွက်လမ်းညွှန်အမတ်သားဖြစ်နေတာမျိုးပေါ့ဒါဟာအေရိုရက်တောင်ရဲ့လျှို့ဝှက်စမ်းကြဲတဲ့တမိုင်းကိုအမြဲတမ်းတက်တည်ပြနေတာပဲဖြစ်ပါတယ်ဒီမှာနောက်ထပ်ပို့ပြီးလေးနဲ့တဲ့အပိုင်းကိုရောက်လာပြန်ပါပြီဒီအလောင်းတွေကိုဘာကြောင့်ဘယ်သူမှမကူညီခဲ့တာလဲအဓိကအကြောင်းကတော့ဓာတ်စုံလို့ခေါ်တဲ့တင်မင်းစုံရဲ့ဥပဒေပဲဖြစ်ပါတယ်ပေပေါင်း26000အထက်ဒီလိုနေရာမျိုးကိုတင်မင်းစုံလို့သတ်မှတ်ထားကြပါတယ်ဒီနေရာမှာလေထုထဲမှာရှိတဲ့အောက်ဆီဂျင်ကအရန်ကိုနည်းပါးပြီးတော့အောက်ဆီဂျင်အကူအညီနဲ့တောင်မှလူရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းသေဆုံးနေတဲ့အခြေအနေမျိုးပါပဲဒီဇုံမှာတော့အပူချိန်ကအနှုတ်ကိုမှ30 degree centigrade အောက်မှာရှိနေပြီးတော့လေပြင်းတွေကလည်းအမြဲတမ်းတိုက်ခတ်နေပါတယ်ဒီလိုအခြေအနေမျိုးမှာတောင်တက်သမားတွေကသူတို့ရဲ့အသက်ကိုဆွဲဆန့်ထားဖို့အတွက်ပဲအာရုံစိုက်နေရပါတယ်တစုံတစ်ယောက်ကိုရက်ပြီးကူညီဖို့ကြိုးစားလိုက်တာကိုယ်တိုင်အဲ့ဒီနေရာမှာသေဆုံးဖို့အတွက်ရွေးချယ်လိုက်တာနဲ့အတူတူပါပဲဒါကြောင့်အေဝရက်တောင်မှာသူ့ဘာသာသူထားခဲ့လိုက်ပါဆိုတဲ့ခါးတိတဲ့ကျင့်ဝတ်တွေလည်းရှိနေပါတယ်သင်ဟာအကူအညီတောင်းနေတဲ့ခရီးပေါ်ကိုမြင်အောင်သင်ရဲ့အသက်ကိုရှင်သန်ဖို့အတွက်စိတ်ကိုတင်းပြီးတော့ကြော်ဖြတ်သွားရပါလိမ့်မယ်တကယ်တော့ဒီနေရာဟာအောင်မြင်မှုရဖို့အတွက်လူကျင့်ဝတ်တွေကိုနောက်မှခြံထားခဲ့ရတဲ့နေရာတစ်ခုလည်းဖြစ်နေပါတယ်နာမည်ကျော်တောင်တက်သမားတွေကနောက်ပိုင်းမှာနောင်နာတွေရရှိခဲ့ပေမဲ့အဲ့ဒီအချိန်မှာတော့သူတို့မှရွေးချယ်ခွင့်မရှိခဲ့ဘူးဆိုတာကိုအများစုကဝန်ခံခဲ့ကြပါတယ်ဒါဆိုရင်အဲ့ဒီအလောင်းတွေကိုနောက်ပိုင်းကျမှဘာဖြစ်လို့တရားဝင်လာမတည်ကြတာလဲပေါ့ဒီအတွက်ကနီးပညာနဲ့စီးပွားရေးဆိုင်ရာအဓိကအခက်အခဲတွေရှိနေပါတယ်ပထမချက်ကတော့ကုန်ကျစရိတ်နဲ့အန်ရယ်ပါအေရက်တောင်ပေါ်မှာအေးခဲနေတဲ့အလောင်းတစ်ခုကအလေးချိန်ပိုများနေတတ်ပါတယ်အလောင်းတစ်ခုကိုအောက်ကိုပြန်တည်ဖို့အထူးလေ့ကျင့်ထားတဲ့ရှားပါလူ10ယောက်လောက်လိုအပ်ပြီးတော့ဒီလိုရွှေပြောင်းစင်မှာလည်းနောက်ထပ်တောက်တက်သမားတွေအသက်ဆုံးရှုံးသွားနိုင်တဲ့အန်ရယ်ကကြီးမားလာပါတယ်ဒါအပြင်ကုန်ကျစရိတ်ကလည်းဒေါ်လာ9000မြန်မာငွေနဲ့ဆိုရင်တော့3500ကျော်ကနေဒေါ်လာ3သိန်းခွဲထိရှိနိုင်ပါတယ်ဒီပမာဏကိုပေးနိုင်တဲ့မိသားစုကလည်းအရန်ကိုနှဲပါပါတယ်ဒုတိယအချက်ကတော့သဘာဝရဲ့ထိန်းသိမ်းမှုပါတင်မင်းစုံရဲ့အပူချိန်ကအလွန်အမင်းနှဲပါတဲ့အတွက်အဲ့ဒီအလောင်းတွေကလုံးဝမပြည့်စည်ဘဲနဲ့ရေခဲရုပ်တွေလိုမျိုးနှစ်ပေါင်းများစွာရှိနေနိုင်ပါတယ်တချို့တောက်တဲ့သမားတွေကတော့ဒီအလောင်းတွေကိုသမိုင်းဝင်မှတ်တိုင်အဖြစ်ပဲထားရှိတင်တယ်လို့ခံယူကြပါတယ်သူတို့ဟာအောင်မြင်မှုကိုလိုချင်ခဲ့တဲ့လူသားတွေရဲ့ကြိုးပမ်းမှုရဲ့နောက်ဆုံးပုံရိပ်တွေဖြစ်နေလို့ပါဒါကြောင့် Green Boots နဲ့တခြားအမည်မသိရတဲ့အလောင်းတွေကအေးခဲနေတဲ့ပုံရိပ်တွေနဲ့အတူအေရက်တောင်ပေါ်မှာထာဝရနားခုန်နေကြပြီးတော့တက်ရောက်သူတိုင်းကိုအန်ရယ်နဲ့တတိဆိုတဲ့ဇလန်းကိုတိတ်ဆိတ်စွာနဲ့ပဲပြောပြနေတာပဲဖြစ်ပါတယ်ကဲအခုတော့အေရက်တောင်ရဲ့လျှို့ဝှက်တဲ့အကြောင်းကိုနားဆင်ပြီးတဲ့အချိန်မှာမိတ်ဆွေတို့ရဲ့စိတ်ထဲမှာဘလို့အတွေးမျိုးတွေဝင်လာပါလဲအေရက်တောင်ကအောင်မြင်မှုနဲ့ရဲစံတတိရဲ့သင်္ကေတဖြစ်နေတယ်လို့တစ်ချိန်တည်းမှာပဲလူသားတို့ရဲ့အားနည်းချက်နဲ့ဆုံးရှုံးမှုတွေရှိနေတဲ့နေရာဆိုတော့ကျွန်တော်တို့မမေ့သင့်ပါဘူးကပ္ပသမိုင်းနဲ့လူသားတွေရဲ့လျှို့ဝှက်စမ်းကြတဲ့ဇာတ်လမ်းတွေကိုပို့ပြီးတော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့အဆုံးထိနားဆင်အားပေးလို့တဲ့ကျေးဇူးတင်ပါတယ် like လေးလည်းပေးသွားလို့ရပါတယ် comment လေးလည်းမှန်းသွားလို့ရပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ဆက်လက်ဆုံတွေ့ကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ bye bye ပါခင်ဗျာ